ဖေကကျမကိုလိန်ခဲ့တယ်နန်းတော်ထဲဝင်ရင်ကိုစားကျင်တဲ့လောက်ဝက်ချေတောင်းနဲ့ဟင်းစားရမယ်လို့ပြောခဲ့တာဒါပေမဲ့အမှန်တကယ်ရောက်သွားတော့ကျမရဲ့အဆင့်တန်းကအရန်နေလုံးလို့အသားတော်မရခဲ့ဘူးဒါကြောင့်ကျမတစ္ဆာတစ်ခုပြုလိုက်တယ်ဧကရမင်းရဲ့အချစ်တော်ဖြစ်လာအောင်လုပ်မယ်နန်းတော်ရွေးချယ်ပွဲအတွက်တော်ဝင်အမိစာရောက်လာတဲ့အခါအမတွေကမျက်လုံးမြင်အောင်ငိုကြတယ်ဒါပေမဲ့ကျမတယောက်တည်းသာထိုင်ပြီးပျော်ပျော်ရွှင်ရွှင်ထမင်းစားနေခဲ့တယ်အဖေကကျမကိုတစ်ချက်လှမ်းကြည့်လိုက်တယ်နင်းအားနင်းဂျာနန်းတော်ထဲသွားချင်လားကျမကခေါင်းမုံထားရင်ဆက်စားနေပြီးမစင်စားပဲပြန်ကြည့်လိုက်တယ်မသွားချင်ဘူးအမအကြီးကငွေရင်းကျမကိုချုံမော်ပြောတယ်နန်းတော်ထဲရောက်သွားရင်ရွှေရည်ရတနာတွေအဆုံးမရှိရလိမ့်မယ်နော်အမလက်ကတော့လက်ကင်ဘဝကိုကိုက်ရင်ပြောတယ်နန်းတော်ထဲမှာလှလှပပမိန်းကလေးတွေအများကြီးရှိလို့အတူတူကစားလို့ရမှာပေါ့နောက်တော့အဖေကကျမကိုကန်လိုက်ပြီးနန်းတော်ထဲရောက်ရင်ဝက်ချေတောင်းနှဟင်းကိုစားချင်တဲ့လောက်စားလို့ရမယ်လို့ပြောတယ်အဲ့ဒီစကားကြားတာနဲ့ကျမကဝမ်းသာအားရပစ္စည်းတွေထုတ်ပိုးလိုက်ပြီးနောက်တစ်နေ့မှာပဲနန်းတော်ထဲကိုခေါ်ဆောင်သွားခံလိုက်ရတယ်နန်းတော်ထဲရောက်ချင်းကျမပထမဆုံးလုပ်ခဲ့တာကနန်းတွင်းမိဖို့ဆောင်ကိုအမေပေးပြီးအနီအောင်နဲ့ထားတဲ့ဝက်ချေတောင်းဟင်းချက်ခိုင်းလိုက်တာပဲခဏကြာတော့ချုံတောင်ပြန်လာပြီးပြောတယ်မိဖုရားလေးတခင်မရဲ့ယာရုအဆင့်ကနေလုံးသေးပါတယ်ဝက်ချေတောင်းဟင်းစားခွင့်မရှိသေးပါဘူးရှင်အဲ့ဒီနောက်ကျမကဟင်းပွဲနာမည်တစ်ခုပြီးတစ်ခုစက်တိုက်ရွတ်ပြလိုက်တယ်ဟင်းပွဲပေါင်း30ကျော်တောင်ရှိခဲ့တယ်ဒါပေမဲ့ဟင်းတိုင်းကိုညှင်းပယ်ခံရတယ်နောက်ဆုံးတော့ကျမမခံနိုင်တော့ပဲအတန်ကြဲကြဲနဲ့ငိုချလိုက်တယ်အဖေကအသက်ကြီးပြီးတော့ကလေးတယောက်ကိုတော့ဘယ်လိုလုပ်ပြီးလိန်နိုင်ရတာလဲဒါကိုမြင်တဲ့ချုံတောင်ကအလျင်မြန်ပဲအချုံမုံတုံးကိုကျမပါဆက်ထဲထည့်ပေးလိုက်တယ်ကျမကငွေရင်းတန်းတန်းနဲ့စားလိုက်တော့တထေးပြင်းကိုလာရက်သွားတယ်ပြီးတော့မျက်ရည်ဆိုးလက်လက်နဲ့ချုံတောင်စီလက်သေးသေးလေးကိုဆန့်ထုတ်လိုက်တယ်ချုံတောင်ကကျမကိုတစ်ချက်ကြည့်လိုက်ပြီးသူ့စီမှာကြံနေသေးတဲ့အချုံမုံအားလုံးကိုပေးလိုက်တယ်ကျမကတော့ဝမ်းသာအားရနဲ့အကုန်စားပစ်လိုက်တယ်အခင်မကစိတ်ထားနှူးညံ့တဲ့သူကနန်းတော်ထဲမှာအာနာလူလာအကောက်ကျန်တာတွေမလုပ်ဘဲနေမယ်ဆိုရင်ကျမတို့ဒီနန်းတော်ထဲမှာအေးအေးချမ်းချမ်းနေလို့ရမှာပါကျမကမျက်မှောင်ကျုပ်ပြီးတူကိုကိုက်ထားရင်စပွဲပေါ်မှာတင်ထားတဲ့ဟင်းသီးဟင်းရွက်တွေကိုကြည့်နေတဲ့စပွဲတစ်ဝက်ကျော်လောက်ကိုဟင်းသီးဟင်းရွက်တွေပဲနေရာယူထားတာရုတ်တရက်ကျမကတူကိုစပွဲပေါ်ပြစ်ချလိုက်ပြီးခက်တီတီနဲ့မတက်ရက်လိုက်တယ်ပြီးတော့ကောင်းကင်ဘက်ကိုလက်ညှိုးထိုးပြီးကြေညာလိုက်တယ်ကျမဧကရမင်းရဲ့အချစ်တော်ဖြစ်အောင်လုပ်မယ်သခင်မလေးအဲ့ဒီလိုစကားတွေကိုလူကြားထဲမှာမပြောသင့်ပါဘူးရှင်ပြီးတော့ဆက်ပြီးအားရပါးရစားတော့တယ်စားနေရင်းနဲ့လည်းအဖေကိုစိတ်ထဲကနေစက်တိုက်အဖြစ်တင်နေမိတယ်ဘိုက်ကြီးအောင်စားပြီးသွားတော့ကျမကအိယာပေါ်မှာစိတ်ချမ်းချမ်းသာသာလှည့်အိတ်လိုက်တယ်ရုတ်တရက်နန်းတော်ထဲမဝင်ခင်ကအဖြစ်ကိုကျမသတိရသွားတယ်အမေကကျမရဲ့လက်နှစ်ဖက်ကိုတင်းတင်းဆုပ်ကင်ထားပြီးမျက်ရည်တွေကျရင်အချိန်ချင်းမှာခဲ့တာနန်းတော်ထဲရောက်သွားရင်အိမ်ကိုမကြခဏစာရေးကိုတော်သမီးအဲ့ဒါကိုသတိရသွားတော့ကျမကအိယာပေါ်ကခုန်ဆင်းလိုက်တယ်စာရွက်နဲ့စုပ်တံကိုထုတ်ယူပြီးခဏလောက်စဉ်းစားလိုက်တယ်ပြီးတော့စာစရေးတော့တယ်ချစ်ခင်ရပါတော့အမေတို့အဖေကျမ်းမာချမ်းသာလျက်ရှိနေဟုမျှော်လင့်ပါသည်သမီးကတော့နန်းတော်ထဲတွင်ကျမ်းမာစွာနေထိုင်လျက်ရှိပါသည်အစားအသောက်ကအနည်းငယ်လိုအပ်နေသေးတော့လေအမေစိတ်မပူပါနဲ့သမီးဒီဧကရမင်းဤမျက်နှာပေးခြင်းကိုရရှိအောင်စူးစမ်းအားထုတ်မိဖြစ်ပြီးဝက်ချေတောင်းတဲ့ဟင်းကိုအမြန်ဆုံးစားနိုင်ရင်လည်းအစွမ်းကုန်စူးစမ်းပါမည်စာရေးပြီးတော့ကျမကအလွန်ကြည်ကြည်လေးနဲ့အဲ့ဒီစာကိုချုံအောင်ထန်လွှဲပေးလိုက်တယ်နောက်တနေ့မနေ့စောစောမှာချုံအောင်ကကျမကိုနှိုးပြီးမျက်နှာတဲ့အဝတ်စားလေးကိုကူညီပေးတယ်ကျမကအပြင်ကိုကြည့်လိုက်တော့ကောင်းကင်ကမလင်းသေးဘူးဒါနဲ့ချုံအောင်ကိုချွေးနွယ်ပြီးပြောလိုက်တယ်နည်းနည်းလောက်ထပ်အိတ်လို့မရဘူးလားဟင်ချုံအောင်ကအားမလို့အားမရတက်ပြင်းချပြီးနောက်ဆုံးတော့သဘောတူလိုက်တယ်ဒါကြောင့်ကျမကနေတောင်ကောင်းပေါ်ရောက်တဲ့အထိစက်အိတ်နေခဲ့တယ်ကံကောင်းတာကဧကရမင်းကမိဖုရားကောင်ကြီးကိုမရွေးချယ်ရသေးတဲ့အတွက်ကျမလည်းမနေ့စောစောထားပြီးတွားရောက်ကာရောပြုဖို့မလိုသေးဘူးနေ့လည်စာစားပြီးတဲ့နောက်တော့ဧကရမင်းရဲ့မျက်နှာသားရဖို့စိတ်ဆန္ဒကပိုပြီးပြင်းထန်လာတယ်ကျမကချုံအောင်ကိုဆွဲခေါ်ပြီးနန်းတော်ထဲလမ်းလျှောက်ထွက်လိုက်တယ်ဇလန်းစာအုပ်တွေထဲမှာတော့ဒီလိုရေးထားတတ်ကြတယ်နန်းတော်ကိုအသက်ရောက်လာတဲ့ကိုလုတ်တော်တယောက်ကတော်ဝင်ဥယျာဉ်ထဲမှာဧကရမင်းနဲ့မမျှော်လင့်ပဲတွေ့ဆုံမိတယ်သူတို့နှစ်ယောက်လည်းလင်းလင်းမြန်မြန်ပဲချစ်ကြိုက်သွားကြတယ်ဒါကြောင့်ကျမကအဲ့ဒီခွင့်ရေးကိုမလွတ်စေချင်လို့အထူးတလဲစူးစမ်းပြီးလမ်းလျှောက်ထွက်နေခဲ့တယ်ချုံအောင်ကကျမရဲ့တက်ကြွနေမှုကိုမြင်တော့စိတ်တက်ကြအောင်မပြောရဘူးဒါနဲ့ပဲကျမနောက်ကကတ်လိုက်လာရင်ပြဿနာတစ်ခုခုမရှာမိအောင်စောင့်ကြည့်နေခဲ့တယ်ဒါပေမဲ့နောက်ဆုံးမှာတော့ကျမကပြဿနာမရှာရသေးခင်ပြဿနာကကျမကိုအရင်လာရှာခဲ့တယ်မဝေးလာတဲ့တဲဆောင်တစ်ခုအနီးမှာပန်းရောင်စက်ကပ်ဝတ်ထားတဲ့မိန်းကလေးငယ်တယောက်ကသပင်တွေရှုပ်ပွားနေတဲ့အခြေအနေနဲ့မြေပေါ်မှာဒူးထောင်နေတယ်သူမရဲ့ရှေ့မှာတော့နန်းတွင်းကိုလုတ်တော်တူဝတ်ဆင်ထားတဲ့အမျိုးသမီးတယောက်ရက်နေတယ်သူမရဲ့အဝတ်စားကိုကြည့်ရတာယာရုအစင်းနေတဲ့သူတော့မဟုတ်ဘူးကျမကစိတ်လှုပ်ရှားသွားပြီးချုံအောင်ရဲ့လက်ကိုဆွဲလိုက်တယ်သွားကြည့်ရအောင်ဒါပေမဲ့ချုံအောင်ကတော့လုံးဝမလိုက်ဘူးသူမကခေါင်းကိုအသေးအတန်ခါပြရင်ကျမကိုတားနေတယ်နောက်ဆုံးတော့ကျမလည်းအလျှော့ပေးလိုက်ရတယ်ဒါနဲ့ကျမတို့နှစ်ယောက်ကအဝေးတနေရာမှာပုံပြီးအဲ့ဒီဘက်ကိုလှမ်းကြည့်နေကြတယ်ကိုလုတ်တော်လိုဝတ်ဆင်ထားတဲ့အမျိုးသမီးကဒီနန်းတော်မှာနင်းကတော်ဝင်ဥယျာဉ်နဲ့လှည့်ပတ်သွားလာပြီးတောင်းတကောင်လိုအလှပြင်ဝတ်စားထားတာကိုနောက်တစ်ခါထပ်မြင်ရရင်အဲ့ဒီအဝတ်စားတွေကိုနင်းကိုဘောကချွတ်ပစ်ပြီးပြည်တန်စီရေးဌာနကိုပို့ပစ်မယ်အခုတော့ငါမျက်စိရှိကနေထွက်သွားစမ်းမြေပေါ်မှာဒူးထောင်နေတဲ့မိန်းကလေးကအတန်တိုးတိုးနဲ့ဟုတ်ကဲ့ပါပြီးတာနဲ့သူမကအလျင်မြန်ထွက်ပြီးမြေပေါ်ကနေကြပြားကြထကထွက်ပြေးသွားတော့တယ်အဲ့ဒီအချိန်မှာအတွေ့အကြုံကျမခေါင်းထဲဝင်လာတယ်ဒါနဲ့ချုံအောင်ကိုအမြန်မေးလိုက်တယ်ဒီနေ့ကျမဝတ်ထားတာကရောတောင်းတကောင်လိုအလှပြင်ဝတ်စားထားတယ်လို့သတ်မှတ်လို့ရလားဟင်ချုံအောင်ကကျမကိုအပေါ်အောက်တစ်ချက်ကြည့်လိုက်ပြီးအားကိုမရတယ်လို့ခေါင်းခါပြတယ်ရုတ်တရက်ဆူရှားတဲ့အမျိုးသမီးအတန်တန်ကကျမတို့ခေါင်းပေါ်ကနေထွက်ပေါ်လာတယ်နင်ကဘယ်နှန်းဆောင်ကလာတာလဲပြီးဖမ်းမိသွားပြီကျမကစိတ်ပြက်လက်ပြက်မျက်နှာလေးနဲ့ခေါင်းမော့ကြည့်လိုက်တယ်အဲ့ဒီအခါနှွေဦးနေအောင်လို့တောက်ကလင်းလက်ပြီးဆွဲဆောင်မှုရှိတဲ့မျက်နှာတစ်ခုကိုတိုက်ရိုက်မြင်လိုက်ရတယ်အဲ့ဒီအမျိုးသမီးကကျမကိုမျက်နှာနဲ့ချက်ချင်းရေမောလိုက်တယ်နင်လဲကိုလုတ်တော်တယောက်ပဲကိုကျမကမေးစိတ်လေးမော်ပြီးပြောလိုက်တယ်ကျမကိုအဖေကဒီနန်းတော်ထဲပို့လိုက်တာပါဧကရမင်းရဲ့အချစ်တော်ဖြစ်လာဖို့လေဒါကြောင့်ကျမကိုရိုက်လို့မရဘူးနော်ဧကရမင်းရဲ့အချစ်တော်ဖြစ်မယ်လေလားဒီမှန်းချက်တော့ကြီးသားပဲနော်အဲ့ဒီစကားကကျမနားထဲမှာချီးကျူးတယ်လို့ပဲကြားလိုက်ရတယ်ပြီးတော့ချုံအောင်ကိုဂုံယူဝင်ကြွားတဲ့အကြည့်နဲ့လှမ်းကြည့်လိုက်တယ်ချုံအောင်ကတော့စိတ်ပြက်လက်ပြက်နဲ့နဘူးကိုလက်နဲ့ဖိပုတ်နေတယ်ကျမကဘာမှမသိတဲ့အဖြစ်ကင်းနဲ့မျက်နှာလေးနဲ့မျက်တောင်ခတ်ပြီးမေးလိုက်တယ်အမကြီးကလည်းဧကရမင်းရဲ့ကိုလုတ်တော်တယောက်ပဲလားဟင်ငါကမြင့်မြတ်တော်ကိုလုတ်တော်ကြီးနောဘကန်ဆိုတဲ့မိဖုရားကောင်ကြီးနေရာကလက်လက်နေသေးတဲ့အတွက်အခုဒီနန်းတွင်းမျိုးသမီးတွေအားလုံးထဲမှာငါရာတို့ကအမြင့်ဆုံးပဲကျမကသူမကိုအားကြတဲ့နှလုံးတွေနဲ့ချက်ချင်းကြည့်လိုက်တယ်ပြီးတော့အနားကိုနည်းနည်းတိုးသွားပြီးအတန်တိုးတိုးလေးနဲ့မေးလိုက်တယ်ဒါဆိုအမကြီးကထမင်းစားတိုင်းဝက်ချေတောင်းနဲ့ဟင်းစားရတယ်ပေါ့နော်မြင့်မြတ်တော်ကိုလုတ်တော်ကြီးကအံ့အားသင့်သွားတယ်လို့ဖြစ်သွားတယ်နောက်မှတတိပြန်ဝင်လာပြီးကျမကိုလက်ညှိုးထိုးကအတန်တုံတုံနဲ့မေးတယ်နင်းနန်းတော်ထဲကိုဝက်ချေတောင်းနဲ့ဟင်းစားဖို့ဝင်လာတာလားဝက်ချေတောင်းနဲ့ဟင်းတင်မဟုတ်ပါဘူးရှစ်ပုံတန်ချိုချင်းသားကျော်ဒုံးဖို့ဝတ်သားနဲ့လက်ချောင်းလေးမုံပျော်ရွှင်ခြင်းလေးပါအသားလုံးဟင်းတွေလည်းပါသေးတယ်မြင့်မြတ်တော်ကိုလုတ်တော်ကြီးကခေါင်းထိလိုက်ပြီးပြောတယ်ငါလိုရာလူမျိုးနဲ့တော့အဲ့ဒီဟင်းတွေစားနိုင်တာတဘာဝပဲလေသူမကအံ့အားသင့်မှုကနေအမြန်ပြန်ထိန်းလိုက်ပြီးခန်းခန်းနားနားလက်တစ်ချက်ဝေ့ရမ်းလိုက်တယ်လာငါနဲ့လိုက်ခဲ့နင်းကိုထမင်းစားတိုင်းအသားဟင်းပါအောင်ငါအမခံတယ်အဲ့ဒီစကားကြားတာနဲ့ကျမကဝမ်းသာလုံးလို့ပြီးတော့သူမရဲ့လက်မောင်းကိုအတင်းဖက်တွေလိုက်တယ်ကိုလုတ်တော်ကြီးကလက်မောင်းကိုအချိန်ချင်းခါထုတ်ဖို့စူးစမ်းပေမဲ့ကျမကိုမခွာနိုင်ဘူးနောက်ဆုံးတော့လက်လျှော့လိုက်ရတယ်အဆောင်ရောင်တွေကစိန်ကြကြဆင်းရင်ထားပြီးနေရာတိုင်းကတင့်တယ်လှပနေတယ်မကြခင်မှာပဲကျမအခုနကပြောခဲ့တဲ့ဟင်းပွဲတွေအားလုံးကိုစပွဲပေါ်တင်လာကြတယ်ကျမကတော့မျက်လုံးထဲကျယ်လေးတွေတောက်နေတယ်လို့စိတ်လှုပ်ရှားပျော်ရွှင်စွာနဲ့စားတောက်နေခဲ့တယ်ချုံအောင်ကတော့
ကျမသမီးပကံကိုတတိယအကြိမ်ထပ်ဖြည့်ပေးဖို့လှမ်းပေးလိုက်တဲ့အချိန်မှာပဲလုံးဝလက်လျှော့သွားခဲ့ပြီခဏကြာတော့မြင့်မြတ်သောကိုလုတ်တော်ကြီးကတတိထားပြီးမေးလာတယ်နင်းနန်းဆောင်မှာသမီးရင်းတွေမကြွေးဘူးလားပြီးတော့ခမီးပြလိုက်တယ်တိတ်တော့မကောင်းဘူးအဲ့ဒီစကားကြားလိုက်ရတော့မြင့်မြတ်သောကိုလုတ်တော်ကြီးရဲ့အကြည့်တွေကပိုပြီးအောင်တနာကျင်လာတယ်စားကျင်တဲ့လောက်စားပါဟင်းတွေကုန်သွားရင်လည်းတစ်ချက်ခိုင်းလိုက်မယ်ကျမကချက်ချင်းအားရပါရကောင်းနေလိုက်တယ်ကျေးဇူးတင်ပါတယ်နော်မမတော်ကတကယ်ကိုသဘောကောင်းတာပဲမြင့်မြတ်သောကိုလုတ်တော်ကြီးရဲ့နှလုံးထဲမှာခဏတာဝမ်းနေသလိုအရေးအယောင်တစ်ခုဖြတ်တန်းသွားတယ်ပြီးတော့သူမကတူတူလေးပြောတယ်နောက်ကိုသဘောကောင်းတယ်လို့ပြောဘူးတဲ့သူနင်ကပထမဆုံးပဲကျမကပပောင်းဖောင်းလေးနဲ့အစားအသောက်တွေပါဇက်ထဲအပြည့်ရှိနေသေးရင်ပြောလိုက်တယ်အဲ့ဒီစကားကြောင့်မြင့်မြတ်သောကိုလုတ်တော်ကြီးရဲ့နှကန်းတောင်မှာစိတ်ရင်းအမှန်နဲ့ပြုံးလိုက်တဲ့ပြုံးတစ်ခုပေါ်လာတယ်ဒါပေမဲ့အဲ့ဒီပြုံးကတိတ်မကြလိုက်ဘူးဘာဖြစ်လို့လဲဆိုတော့နောက်3လလုံးကျမကတရက်မှမပြတ်ပဲသူမစီရောက်လာခဲ့လို့ပဲမနဲ့စောကြီးနေမထွက်ခင်ကလေးကမနဲ့စာစားဖို့ရောက်လာတယ်မနဲ့စာစားပြီးတာနဲ့ကျမကမြင့်မြတ်သောကိုလုတ်တော်ကြီးကိုဖဲကစားဖို့အမြဲပူစားတော့တယ်နေ့လယ်စာစားပြီးတဲ့နောက်ကိုလုတ်တော်ကြီးကနေ့လယ်တည်းအိတ်ကိုပြင်းနေပြီဆိုတာနဲ့ကျမကသူမကိုအိတ်ယာဘောကနေဆွဲထုတ်လိုက်ပြီးစစ်တူရင်တော့ကစားဖို့ခုံတစုံကိုစိတ်လှုပ်ရှားစွာထုတ်ပြလိုက်တယ်အစ်စ်ပုတ်ထားတဲ့ဗာရန်တီကုတ်ကြီးနဲ့ထောပတ်လက်ဖက်ရည်ကိုတွဲစားရတာကတကယ်ကိုအရသာရှိလို့နေညစာစားပြီးရင်လည်းကျမကမပြန်ချင်ထဲမှာပြန်ခဲ့ရတယ်ဒီလိုနဲ့လာပေါင်းများစွာကြာသွားတော့ကျမကတိတိတတ်တာပိုဝလာခဲ့တယ်ဒါပေမဲ့မြင့်မြတ်သောကိုလုတ်တော်ကြီးကတော့တိတိတတ်တာပိုပိန်လာခဲ့တယ်နောက်ဆုံးမှာတော့မြင့်မြတ်သောကိုလုတ်တော်ကြီးကသွားကြိတ်ပြီးတိမခံနိုင်တော့ပဲကျမကိုလက်ဆောင်ထုတ်ဖို့တို့ပြင်ဆင်ပြီးအေဂရစ်မင်းစီပို့လိုက်တယ်လမ်းတော်ထဲရောက်ပြီး3လကြာတဲ့အချိန်မှာကျမအေဂရစ်မင်းကိုပထမဆုံးအကြိမ်တွေ့ဘူးခဲ့တယ်သူကကျမဖတ်ဖူးတဲ့ဇလန်းစာအုပ်တွေကပုံစံနဲ့လုံးဝမတူဘူးစာအုပ်တွေကလို့မုန်းစိတ်မွေးနဲ့တီကြီးခန့်ညာပြီးအာနာရှိတဲ့အသက်ကြီးမျိုးသားတယောက်မဟုတ်ဘူးသူကအတော်လေးငယ်ရွယ်နေသေးတယ်မြင့်မြတ်သောကိုလုတ်တော်ကြီးကကျမကိုတွန်းပို့ပြီးအေဂရစ်မင်းရှိမှရက်ခိုင်းလိုက်တယ်အရှင်မင်းကြီးဒါကနန်းတော်ထဲအသက်ဝင်လာတဲ့ကိုလုတ်တော်ပါအခုထိယာထုအဆင့်မတက်မှတ်ရသေးပါဘူးခဏလောက်စဉ်းစားပြီးမှရုတ်တရက်တတိယသွားဟန်နဲ့ပြောတယ်အော်မင်းကဒုဝင်ကြီးဆောင်စီရောရဲ့သမီးပေါ့ကျမကမျက်နှာရှုံးမဲ့ပြီးစိတ်မပါသလိုပြန်ပြောလိုက်တယ်ဒီကိုလုတ်တော်ရဲ့နာမည်ကကျန်းင်းကြောင်းငင်းပါကျမဖေကဝီဝိုင်နေမီကစစ်သူကြီးကျန်းကျန်ဟိုင်းကျန်းကျန်ဟိုင်ပါအဲ့ဒီအခါမှာအေဂရစ်မင်းကတကယ်တတိယသွားတယ်ဒါပေမဲ့ကျမကတော့စိတ်ထဲမှာတော်လေးထိခိုက်သွားပြီးကျမစိတ်မကောင်းဖြစ်နေတာကိုဖြည့်သိပ်ပေးခြင်းလို့ဖြစ်ပေခြင်းနဲ့မြင့်မြတ်သောကိုလုတ်တော်ကြီးကဘေးကနေတိုက်တွန်းပေးပြီးနောက်အေဂရစ်မင်းကကျမကိုယတနာအစင်တန်းစာအစုံလင်ချင်းမြင်ပေးတယ်ပြီးတော့ယုံရောင်ကိုလုတ်တော်ဆိုတဲ့ဝဲတော်ကိုလည်းပေးသနာလိုက်တယ်အမင်းတော်ဖက်ပြီးသွားတာတော့ကျမတို့နှစ်ယောက်ကအေဂရစ်မင်းကိုဆက်ပြီးစိုက်ကြည့်နေကြသေးတယ်အေဂရစ်မင်းကတော့အနေငယ်စိတ်ရှုပ်သွားပုံရတယ်ပြီးတော့မေးလိုက်တယ်ဘာများကြံသေးလို့လဲသူ့အတန်ထဲမှာတော့အနေငယ်မသေးကြတဲ့အရေးအယောင်ပါနေသေးတယ်မင်းတို့နောက်ထပ်ဘာလို့ကြံသေးလို့လဲမြင့်မြတ်သောကိုလုတ်တော်ကြီးကတခုခုပြောဖို့ပြင်လိုက်သေးတယ်ဒါနဲ့ကျမရဲ့လက်မောင်းကိုလှမ်းစိတ်လိုက်ပြီးအခုအေဂရစ်မင်းကိုယ်တိုင်ရှိနေတော့တခုခုတောင်းလိုက်ရင်ဆိုတဲ့အဓိပ္ပာယ်နဲ့အချက်ပြလိုက်တယ်ပြီးတော့ကိုလိုချင်တာကိုတောင်းဆိုလိုက်တယ်ညှင်းချက်စရာတယောက်ပေးပါအဲ့ဒီစကားကြားလိုက်တာနဲ့မြင့်မြတ်သောကိုလုတ်တော်ကြီးကကျင်းနဲ့အားရစွာကောင်းနေလိုက်တယ်သူမအတွက်တော့ဒီကလေးနောက်ဆုံးတော့တောင်းတလာပြီလို့ထင်သွားပုံပဲအေဂရစ်မင်းကတော့ပို့ပြီးတော့အံ့ဩသွားတယ်ဒါပေမဲ့သူကအေဂရစ်မင်းပဲလေအံ့ဩမှုကနေအမြဲတမ်းထိလိုက်ပြီးကျမကိုအကဲခတ်တဲ့အကြည့်နဲ့ကြည့်လာတယ်ပြီးတော့တင်းနေစွာပြောလိုက်တယ်နန်းတော်စီးမြင့်အရာတတိယအဆင့်နဲ့အထက်ရာထူးရှိတဲ့ကိုလုတ်တော်တွေကိုသာတော်ဝင်ရင်းချက်စရာခန့်အပ်ပေးနိုင်တယ်ကျမကိုစမ်းသက်ဖို့စိတ်ကူးရသွားတယ်လို့ဖြစ်နေတယ်အေဂရစ်မင်းကဆက်ပြောလိုက်တယ်ဒါပေမဲ့ယုံကိုလုတ်တော်ကန်ဆာရောင်းကသာကောင်းကောင်းစူးစမ်းမယ်ဆိုရင်ကိုလုတ်တော်အဆင့်အပြည့်အဝရာထူးတိုးသွားဖို့ကမဖြစ်နိုင်တာတော့မဟုတ်ဘူးနော်မြင့်မြတ်သောကိုလုတ်တော်ကြီးကတော့အေဂရစ်မင်းကိုတစ်ချက်ကြည့်လိုက်တယ်ပြီးတော့ကျမကိုတစ်ချက်ပြန်ကြည့်လိုက်တယ်အရှင်မင်းကြီးအန်နင်းကိုဆက်မဆနောက်ပါနဲ့တော့ရှင်အဲ့ဒီစကားကြားလိုက်တာနဲ့အေဂရစ်မင်းကအတန်ထွက်အောင်ရေမောလိုက်တယ်အဲ့ဒီနောက်ပိုင်းမှာတော့အေဂရစ်မင်းကနောက်ဆုံးတွင်စိတ်ဝင်စားစရာတစ်ခုခုတွေ့သွားတယ်လို့ဖြစ်သွားတယ်သူကမြင့်မြတ်သောကိုလုတ်တော်ကြီးရဲ့နန်းဆောင်ကိုနေတိုင်းလိုလာလေတော့တယ်အေဂရစ်မင်းလာတိုင်းကျမအတွက်အရသာရှိတဲ့မုံမျိုးစုံယူလာပေးတတ်တယ်ဒါပေမဲ့ညနေရောက်တာနဲ့ကျမကိုအမြဲပြန်လွှတ်လိုက်ကြတယ်ဘလောက်ပဲဗိုက်စာနေပါစီညစာတော့အတူစားခွင့်မရဘူးတညမှာတော့ကျမတီးမခံနိုင်တော့ဘူးဒါနဲ့တိတ်တိတ်လေးပြန်ခိုးလာခဲ့တယ်ဒါပေမဲ့မြင့်မြတ်သောကိုလုတ်တော်ကြီးရဲ့အနီးကအမှုထမ်းမိမပြူချင်းရန်ဂျင်ရန်ကကျမကိုဘလို့မှအထဲမဝင်ခိုင်းဘူးကျမလည်းဘာမှမတတ်နိုင်တော့ပဲနန်းဆောင်ရှိလှေကားတစ်ပေါ်မှာထိုင်ပြီးစိတ်ကောက်နေလိုက်တယ်ပြီးတော့လုံးဝမပြန်ဘူးစိတ်ထဲမှာလည်းတွေးနေမိတယ်အေဂရစ်မင်းကအခုအထဲမှာကိုလုတ်တော်ကြီးအမတ်တော်နဲ့အရသာရှိတဲ့အစားအစာတွေစားနေတာသိကြတယ်နောက်တနေ့မနက်မှာတော့အေဂရစ်မင်းကစိတ်ချမ်းသာခြင်းနဲ့နေတဲ့ပုံစံနဲ့နန်းဆောင်တွေကထွက်လာတယ်ဒါပေမဲ့လှေကားတစ်ပေါ်မှာကျမထိုင်နေတာကိုမြင်လိုက်ရတော့အတော်လေးလန့်သွားတယ်ကျမကတော့သူ့ကိုမကျေနပ်တဲ့အကြည့်နဲ့စိုက်ကြည့်လိုက်တယ်မြင့်မြတ်သောကိုလုတ်တော်ကြီးစီပြေးဝင်သွားပြီးအားကိုတကြီးတိုင်တော့တယ်ကိုလုတ်တော်ကြီးကအဖြစ်အပျက်ကိုကြားလိုက်ရတော့ပြေးလိုက်တာပါစက်တောင်မစိနိုင်တော့ဘူးသူမရဲ့ဖြူခွေးလှပတဲ့လက်ချောင်းလေးတွေနဲ့ကျမကောင်းကိုအသာခောက်ပြီးပြောတယ်ငါနန်းဆောင်မငါတို့အန်နီလိုကလေးမျိုးဘယ်လိုများရောက်လာရတာပါလိပြီးပါပြီ